နီပေါနိုင်ငံမြောက်ပိုင်းတရုတ်နယ်စပ်နဲ့ကပ်နေတဲ့ဒေသမှာရုတ်တရက်ရေကြီးခဲ့တာကြောင့်လူ95ဦးထက်မနည်းသေဆုံးပြီးတော့လူပေါင်း380လောက်ပျောက်ဆုံးနေပါတယ်။ပျောက်ဆုံးနေသူတွေထဲက300လောက်ဟာနိုင်ငံသားတွေဖြစ်ပြီးတော့အများစုကတော့တိဘက်ဒေသကိုဖျားဖူးသွားတဲ့အိန္ဒိယနိုင်ငံသားတွေဖြစ်ပါတယ်။ဒါ့အပြင် American, Britain, တောင်ကိုရီးယား, မလေးရှားနဲ့ Australia နိုင်ငံသားတွေလည်းပါဝင်ပါတယ်။နီပေါနိုင်ငံမှာရေခဲတောင်ပြိုကျခဲ့ပြီးတဲ့နောက်မြစ်ကြောင်းခဏတာပိတ်ဆို့သွားရာကနေရေကာရာဆယ်လိုဖြစ်သွားခဲ့ပါတယ်။အဲ့ဒီနောက်နှင်းတောင်ပြိုကျရာကနေပိတ်ဆို့နေတဲ့ရေတွေများလာပြီးတဲ့နောက်ရာဆူဝါဒေသဗိုတေကိုရှီမြစ်တစ်လျှောက်မှာရုတ်တရက်ရေတွေအရှိန်အဟုန်နဲ့စီးဆင်းခဲ့တာပါဒီရေကြီးမှုကြောင့်မြေအောက်ပိုင်းတစ်လျှောက်ကျေးရွာတွေအဆောက်အဦတွေလမ်းတွေတရားတွေနဲ့လက်စစ်ဓာတ်အားပေးစက်ရုံတွေပျက်စီးခဲ့ပါတယ်။အဲ့လိုနှင်းတောင်မပြိုခင်မှာတရုတ်နိုင်ငံတိဘက်ဒေသအတွင်းမှာပြင်းအား4.4အဆင့်ရှိတဲ့မြေငလျင်လှုပ်ခတ်ခဲ့ပါသေးတယ်။ရာသီဥတုဖောက်ပြန်မှုကြောင့်ဟိမဝန္တာတောင်ထိပ်ပိုင်းဒေသတွေမှာကမ္ဘာတခြားနေရာတွေထက်အလျင်မြန်ပိုးပြီးတော့ပူနွေးလာပြီးတဲ့နောက်ရေခဲမြစ်တွေခက်မြက်မြက်အေးပျော်လာတာရေခဲထုတွေရဲ့ချစ်လက်သိပ်သဲမှုရော့ကျလာတာတောင်မြင်မိုင်းမြဝန်းဒေသတွေမှာရုတ်တရက်ရေကြီးရေရှမ်းပြီးတော့ရေခဲစီးနှင်းတွေပြိုကျနိုင်တဲ့အန္တရာယ်ရှိတယ်လို့ကျွမ်းကျင်ပညာရှင်တွေကသတိပေးထားတာပါခုအခါမှာနီပေါစစ်တပ်ရဲအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေအပြင်ရဟတ်ယာဉ်14စီးလောက်လည်းကယ်ဆယ်ရေးအတွက်ပို့ဆောင်ပေးထားကြောင်းနီပေါအာဏာပိုင်တွေကပြောကြားပါတယ်။ဒါပေမဲ့လည်းရာသီဥတုဆိုးရွားပြီးတော့လမ်းတွေပြတ်နေတာကြောင့်တောင်ကြားဒေသအထိသွားဖို့အခက်ကြုံနေပါတယ်။တရုတ်နိုင်ငံတိဘက်ဒေသမှာလည်းမြေပြိုမှုနဲ့ရေကြီးမှုကြောင့်အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့ရပါတယ်။တရုတ်ဘက်ကရှာဖွေကယ်ဆယ်ရေးဝန်ထမ်း600လောက်အပြင်ရင်ပေါင်း130နောက်ဒီရှာဖွေရေးခွေးတွေအသုံးပြုပြီးတော့ကယ်ဆယ်ရေးတွေလှုပ်ဆောင်နေပါတယ်။ကျွန်တော်ဆွေပါ